လိုင်းပေါက်ဖောက်နေပါတယ်စတစ်ယူရဲသူဆိုတော့ပြန်ပိတ်လို့လည်းမရဘူးသူကပြန်ပိတ်လို့ရတယ်ဘူးလဲပြီးတော့လေဆက်ပိန်လေးနဲ့ကောင်းကောင်းပါလေဆိုးပါနှစ်ခုလုံးစပိန်နဲ့ပေါင်ဖြစ်မှာပဲကြောက်တယ်သိလားနေတဲ့ဟာဆိုဆက်ပိန်နဲ့ကောင်းဘိုင်တည့်ရပဲပြင်းတယ်လားသူလိုချင်တာဖင်လှုပ်နေရကောင်လိုချင်တာဖင်လှုပ်နေရကောင်မရလိုက်ဘူးဟုတ်ရတယ်ဒီကောင်လေးနောက်တစ်ရုပ်ထပ်ပေါက်နှစ်ခုပဲကြံတော့နောက်တစ်ရုပ်ထပ်ပေါက်ပြီးကန်ဆန်းတော့ပေးလိုက်let's go back အော်မ thank you မွေးသေးပေါ်နေတာမဟုတ်လားအစိုးရအဲ့ယူလိုက်ရပါပြီမေ့ရတဲ့ကျန်တာဒီကောင်လေးဖြစ်သွားတယ်နောက်ဆုံးတော့ပြပဲလက်လေးရလုံနေတခြားရဲပထမလေအဲ့ရုပ်ယူလိုက်ပြီးရောအဆောင်ပစ္စည်းတော့ကြိတ်တယ်အများကြီးပဲ30ကတော့တန်ဒီမြောင်ထဲမှာတန်တယ်အပြင်မှာလှတယ်ဟိုတနေ့ကဆိုအပြင်မှာတွေ့ရ90တောင်းတာတခုအခု30ပဲရှိရဒါတန်ဒါလှဆမိုင်းရွေးနေစိတ်မြက်လည်းပြီဘာပဲဒီကွန်ပျူတာဘာပဲဒီမှာရပါတယ်ဘာပဲဒီထိုင်ဝမ်မှာဆိုဘာပဲဒီကမပါဖြစ်ပဲဘယ်နေရာရောက်အခုဒုတိယမြောက်ခွက်ပေါ့ပထမဒုတိယခွက်ဟုတ်တယ်ရပါပြီအများကြီးပဲရှိရရုပ်တယ်ဒါပေမဲ့ကိုကြည့်ရဲ့ enemy ကအခုပဲရှိရတယ်ကျန်တာတွေကသိစိတ်မလို့လို့ဆိုရင် game တွေရလဲကိုဝယ်ထားလုံလောက်များပြီးတော့ရှိရဟာတော့မစော့ရသေးဘူးအဲ့ဒါလည်းစော့ဖို့မရှိဒီကန်းလို့ဆိုရှိမယ်ကဲမာရီယိုကလေးရဆောင်းရမ်းကြိုက်ကလေးတီးတော့ဒီဟာလေးတွေ့ရနော်ပုံထဲမှာတွေ့ရရတယ်ဒီမှာရုပ်တွေအများကြီးတွေ့ပြီဒါဘာရုပ်တွေလဲတော့မသိရှိုးလိုက်ဒီမှာတော်တော်စုံတယ်နော်ဒီမှာနာမီယိုမှဘောင်းစုံပဲကြည့်တယ်နာမီယိုဒီဇိုင်းစုံနာမီကတော့တနေ့ကအိမ်မှာဝယ်ပြီးပြီဘယ်လောက်လဲနာမီယို450ဆေးကန်ခုကတော့ဘယ်တောင်မသိဘူးတိုင်မေးစီတီမောင်ရပြီလားဒါရှိရဒါရုပ်တွေပဲရှိရတယ်ဒါဟိုကောင်မလေးပြောနေတာဟာဂိမ်းပစ္စည်းအများရယ်ဆိုတာရဘလို့ပါဒီရုပ်ကတော့စိတ်ဝင်စားတယ်မှာရုပ်တွေကြည့်အောင်မင်းတက်ရမှာတော့ရုပ်လေးတစ်ချက်လောက်ပြပေးပါရုပ်တွေအများကြီးပဲဝယ်တာပြပေးကင်မရာရုပ်ပြပေး3ရုပ်တောင်ဝယ်တာ
အခုတော့အစားကတော့ဂျီပန် Old Street ကိုသွားမှာဂျီပန်ကရန်နောက်ကျနေပြီဆိုတော့အခုပဲရောက်လာလဲဆိုတော့ချားရန်ဂိတ်လာမြန်မာလေးဆက်တော့ကြည့်မှာဘယ်နားလေးတော့မသိရောက်တာရောက်လာဇုံချန်လားဇုံချန် station လားရောက်လာလားကဲမြန်မာလေးကြည့်လိုက်ပါဦးဒါမျိုးလက်ကောင်တော့မဟုတ်ဘူးဒါပေမဲ့နားမတကယ်ဟိုင်ဝမ်မျိုးနဲ့တူတယ်ကျုပ်ပြုတ်တယ်ရတယ်ကျုပ်လက်ဖက်လားကျက်လက်ဖက်ပြုတ်လားဘယ်လိုခေါ်ရလဲဒီမှာလည်းရှိရလို့ပြောတယ်ကျွန်တော်တော့မစားဘူး မူရအောင်ရှောင်ပြလိုက်ကြပါ tourist attraction area တွေပဲလူစီပြီးတော့ကျန်တဲ့နေရာတွေကစီးရဆိုင်ကုန်တိတ်အမှစားကြမရှိနောက်ခုစားကြပေါ့ လမ်းတော့ရှယ်ချောက်ရတယ်ဘာမှလည်းမဟုတ်ဆိုင်လိုက်ချာလိုက်ပြင်ပန်းရစီပြောလိုက်စားတယ်လို့ဆုံးဖြတ်လိုက်တယ်ရှိရရများလားပဲချင်းပေးတာထိုင်ဝမ်ကြက်ကြော်ဘွားရစားရ ထိုင်ဝမ်မှာ ရှိတယ်ထိုင်ဝမ်လာပြီးစားစရာမရှိဘူး ဒီနေ့ကအနီးရက်တော့ပို့ဆိုးอ่ะအနီးရက်တော့ဘာမှမရှိဘူး စားပေါင်းတစ်ခုမှာလာတယ် အဲ့ဒါမှမဟုတ်လိုက်လားမသူတို့ဆိုင်စစ်စစ်ဟမ် စားပေါင်းမှာရတယ်တိုကင်နေနဲ့စားအောင်နော်ဒီကလည်းစားစရာမရှိဘူးရှိရစားကြတယ် ဆိုင်ကပုံပိတ်တယ်ဟာရောက်ပါပြီ6လုံးပေါင်းမဟုတ်ပါဘူးဒါပါဒါပေါင်းမနေ့ကစားတာ6လုံးပေါင်းအများကြီးပါတယ်140ထိုင်ဝမ်ဒေါ်လာ140ဆိုအများကြီးပါတယ်1 2 3 4 8လုံးပါတယ်ပေါ့နော်ဆွဲမယ်ဒီအများကြီးတင်ပါတယ် ဘူးပဲရင်ထားလိုက် ဖွင့်လိုက်အဲ့တူပိတ်လိုက်တော့ပုံမှန်လည်းမဟုတ်ပါဘူးအများကြီးပဲပိတ်လိုက်တော့လေပြီးသွားမယ်အခုတည်းအေးနေ ဟိုကဟိုတရားပြန်နှွေးလို့ရတယ်အော်တေးပါပြန်ဟိုပြန်ဟိုမှာ ဟုတ်တယ် ဒါစိတ်ကြီးဆိုရင်ဒါ black vanilla ဟုတ်လား တူပါဘူးအကုန်လုံးတော့မြူလိုက်လို့ရ ညူလေအဲ့တော့အဲ့ဒါကဘယ်လိုလဲ ရှင်းနေမယ်မှုထင်တယ် ချင်းနေအဲ့ဒီရရရလာ သူစားတာတခုကြီးရသူစားတာတခုက Happy New Year လို့ Lunar New Year လားဆိုတော့ဘယ်လိုခေါ်လဲ Lunar New Year ခိုင်းမှာသွားလို့ရှင်ကြခိုင်းမှာအဲ့ဒီတရုတ်တွေရဲ့ Lunar New Year ဆိုတရုတ်ဝတ်စုံတွေဝတ်ပြီးရှောက်သွားနေတာတရုတ်ပြည်မှာကျမှအဲ့ဒါမရှိရတယောက်မှမတွေ့ဘူးတရုတ်ဝတ်စုံဝတ်တာတယောက်မှမတွေ့ဘူးတရုတ်ပြည်မှာခိုင်းမှာကျပေါ်လိုက်တာဆိုတာ ဖြစ်ပြီးတော့ ဟမ်အဘလို့နေငိုင်းလား ဘလက်ဖုန်းကြီးလာတယ် ခုမရရစားရရ ကျွန်တော်တို့ကလည်းထဲလို့ဆက်နေ ဟုတ်ပါပါဟုတ်လား ဖဲမဖဲ လေးဝယ်လာတာ one piece ချိုပါလေးဝယ်လာတယ်ကိုရီးယားမှာချိုပါနည်းနည်းလေးရှားရတယ်ရှားရတာလိုက်ရှာမှာပြင်းလို့ပေါ့ရှိရနီးနီးနားဆိုင်တွေမှာချိုပါဝယ်ရခတ်တယ်ဈေးလည်းပိုကြီးရအခုတည်းနဲ့ဈေးလေးနဲ့တင်တော့ချိုပါလေးမှာတာအိမ်မှာအရင် enemy ကြိုက်တယ်တော့မဟုတ်ဘူး enemy လားဘယ်လိုခေါ်လဲ figure figure ပေါ့အမို့ enemy ကြည့်ပြီးမှ figure ကိုကြိုက်တာလေအဲ့တော့ဘာလဲကဲချိုပါထုချိုဘူးဘောကလေးရပြဒါလေး
ရပူပုံလေး piece သူကလည်းဘန်တိုင်းရထုတ်တာပါနော်မိုက်အိုးချစ်စရာလေးကြီးပဲ ကောင်းချီ အားရစရာဒါဘာမှလုံးလို့မရဟိုမှာချိုးပိုက်တစ်လုံးတစ်ခဲချစ်ဖို့ကောင်းချက် ကောင်းလို့လုံးနေ ဟုတ်ပါခေါင်းလေးကိုလုံးနေရဝယ်ရမှန်သွားအလေးဝယ်လာပါတယ်တာပါဟယ်လိုအခုတော့ဟိုတယ်ပြန်ရောက်ပါပြီကျွန်တော်တို့ညစာစားမလို့ပဲညစီကနေဟိုဗာလဲခုနနောက်ဆုံးစားခဲ့တာဗာလဲဖတ်ထုတ်ဟုတ်ပါအသားလုံးမောင်းလားအသားလုံးမောင်းစားခဲ့ပြီးတော့ဒီစီမံတင်လားမသိအဲ့ဒီထဲမှာဝင်ပြီးတော့နည်းဟိုကြည့်တကြည့်မျက်မှန်လေးတစ်လက်ဝယ်လာတယ်ပြီးတော့အခုညသာစားဖို့ရှာတာဗျဟိုတယ်နားမှာဘာမှမရှိတော့ဖူးပန်တာနဲ့ပဲညားတော့အခုတော့ဒီမှာပြန်ရောက်နေပြီစားစရာတော်တော်ရှားတယ်ထိုင်ဝမ်လာမယ်ဆိုလို့ရှိရင် New Year နဲ့နီးရဲ့နေ့တွေဘယ်တော့မှမလာဘူးအကြံပေးချင်ပါတယ်အခုဆို New Year ညဆိုတော့သူတို့ရဲ့ New Year ဆိုတာသူတို့ရဲ့ Lunar New Year ကိုပြောပါတော့ဘာမှမရှိဘူးစားစရာငက်ပြက်လား လူအများကြီး 7 level အဲ့လိုမျိုးစီကားပဲအဲ့လိုဖြစ်မှဖြစ်မှာလုံးဝညာဈေးတွေနိုင်မားကတ်တွေကလည်းတခြားနေရာတွေဆိုင်ဒီဇိုင်းမုံတွေအကုန်ပိတ်ကြတယ်ပေါ့ဟုတ်လို့တယ်ပါလာတာတော့ဒါလေးပဲဒိန်ကျင်ရမြန်မာဆိုင်ကမုံလေးတွေဝယ်လာတာရှိမယ်ကျုပ်ဦးနဲ့လက်ဖက်နဲ့ရှိမယ်ဒီနေ့အပြင်သွားပြီးရုပ်ဝယ်လာဆိုရုပ်တွေပါရထားပါပဲဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာပြောတော့ ပြောတော့ဘူးတတာပါနောက်မှာတော့မြင်နေရတယ်ပေါ့ဗာလဲကျွန်တော်ရဲ့ type 101ဒီနေ့ရာသီဥတုနည်းနည်းလေးကောင်းတယ်ပေါ့ကဲဒါဆိုရင်ဒီလောက်ပါပဲ